ခုံကြီးရမလို့ပဲဝိတ်ကြချင်တဲ့သူများအတွက်မင်္ဂလာပါဒီ channel ပါအစမြစ်တွေမကောင်းလို့ဒူးနာလို့ခုံရတာမလွယ်ကူလို့ဆိုတဲ့ပြိုမီတို့အတွက်ခုံကြီးရမလို့တဲ့လက်ကျင်ငန်း၃မျိုးကိုဝေမျှပေးထားပါတယ်ဒူးကိုလည်းဝေမပိစေဘဲနဲ့ကယ်လိုရီတွေကိုအစမတန်လောင်ကျွမ်းစေတာမို့အခုပဲအတူတူလိုက်ဆော့ကြည့်ကြရအောင်နော်လိုက်ဖကစားမဲ့ပြိုမီတို့အဆင်ပြေစေဖို့အတွက်ဆော်ရမယ့်ကစားနည်းရဲ့အကျိန်အကျော့ကိုဗီဒီယိုရဲ့အပေါ်လေးမှာရေးပေးထားတယ်နော်ဗီဒီယိုလေးကပြုံးမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြုံးမီတို့အတွက်အကျိုးရှိစေမယ်။လက်ကျင်ငယ်တွေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျမလာပချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်။